အားလုံးပဲကကျွန်တော်နာမည်ကတီတီခွတ်တော်လို့ခေါ်ပါတယ်ဒီဗီဒီယိုကျွန်တော်တို့ကtester နဲ့ကျွန်တော်တို့တွေအသိဖော်ကြမယ်နှစ်ခုလို့လုပ်ရမယ်ပေါ်လက်မကျယူမယ်ပေါ်တပတ်ကျယူမယ်အများကြီးပဲပေါ့လုပ်မယ်အရှိမဆိုပဲစားရအောင် tester တော့ပြောပြပါတော့ပြောပြမှာဝယ်မှာမဟုတ်တစ်တို့တရား tester တော့ရှိရင်တော့ခွတ်တာလေကျွန်တော်ဝန်ကြီးပြမှာဒါပေါ့ทีมစဝက်တိုင်းလည်းကြာဒါကပတ်စံတသိန်း5တော့ယူကြည့်ရအောင်မြန်မာစာဖတ်ရောက်လာဟာစကားဝင်ပြောတော့ပါကွာဟောလီဒီခနာတန်လီတော့ခနာပါခူးလေခူးအောင်တွန်းဟာမှာခနာပဲဟာမှာဟာပြောက်သွားပြီဘလို့ပြောက်သွားတေးပြီးဘလို့ဖူတီဆောက်တာဖျားမီမငါလည်းတေးဘူး level 5တော့ကဲရောက်ပြီဆိုတော့ကျွန်တော်တို့တွေ tester ဝင်ပြီးပြပါမယ်ရောက်ပေါ့ဆိုတာဒီတက်တော့ပြီချိုး boss ရဲ့ဘက်ချိုးပြီးလဲဆိုရလဲရှိတဲ့ချိုးဒီအောင်တော့ရှိလိမ့်မယ်မခုံးလက်ခုံးပြကြည့်လက်မတော့ရှိတက်ပြီးလေခါရကွက်တက်တယ်ဒါကြောင့်ဖြိုးကြည့်တဲ့ဖြိုးပြောဝေးလို့ရပြီနော်ပတ်စံမျိုးမွဲဘူးအဲ့လိုဒီနေ့မှာတို့တွေ level 5မှာ level 5ပြောရင်တော့ level 45ရောက်ရင်ပြန်လဲတွေ့မယ်ဟိုတော့5လောက်ပါမယ်ပြီးတော့ရင်တော့လက်မန်းကြီးရတဲ့ပြန်လဲတွေ့ဆုံးမယ်ဆိုတော့45အောင်မြောက်ခေဟို level အဝါပြီးတော့နောက်ခုသွားမယ်လက်မကြီးတော့ယူကြမယ်လက်မကြီးတော့ကြည့်ရှုပေးပါအောင်ဗျလက်မကြီးကိုကျွန်တော်တောက်ထိပ်ပြီးတော့ဝယ်တာပါတပတ်ချက်အဲ့ဒီစားကိုမတောက်ခွဲတဲ့ကျွန်တော်တပတ်ချက်ပဲဝယ်ရခဲ့ပါတယ်နောက်ခုဆိုရင်တော့လည်းပဲမဟုတ်ပါဘူးတော့ပတ်စံတော့ခွဲပြီးမှဆိုတော့လက်မကြီးတော့ဝယ်ပါမယ်လက်မကြီးတော့တလီပေါ်မှာပါတလီပေါ်မှာတော့ဆွဲအားကြီးတိတ်တလီပေါ်တော့မှာဟာချလောက်ရောက်ပြီးတော့လဲတစ်ခါမဲသွားပါပြီဟိုလည်းပဲဖန်နေအောင်တော့တလီပေါ်မှာဟာချလောက်55ပြည့်တဲ့တွေ့ကြရအောင် level 5လောက်ပါမယ်နော်45ကို view မရမိရတော့40ခုမှာတွေ့ပါတယ်နော်ကြီးတာ40မုံကြီးတာ40 50 55မှာတွေ့တာ50ရောက်ခဏဆိုတော့ view လေးကို 2x နဲ့ပြည့်ရပါအောင်နော်ခုဒီပေါ့ပဲကျွန်တော်ဟိုလုပ်ချင်တယ်စမိုကီလုပ်ချင်တယ်ကိုစမိုကီတဲ့ငါလုပ်ချင်ဒီလာကြတယ်ကောက်ပါ level 4ကောက်ပါတယ်ဒီခုမှဒီနေ့မှကျွန်တော်တို့ဆွတ်လာယူမှာပါနော် something တွေတော့ဆွတ်နေတိုင်းမှာ level ဟိုကော level 100နော်ကို100နော်ငါဟို150လေးရှိอ่ะရှက်တီး1ရှက်ပြန်ဘလို့တည်းကြည့်လိုက်ပါဦး က
ပွဲလည်းကျိုးနေပြီကျွန်တော်တို့တွေကျွန်တော်ဟိုတိုက်ခတ်နေတော့ကျွန်တော်ကြည့်ထားတာဒါရောက်ဖို့ပဲဆိုပြီးတော့ကဲကောင်းမှတစ်ခါလေးရတာတဲ့ကျွန်တော်ကဲကောင်းမှမသိတူလေးနဲ့ပဲရတော့တယ်ချလာရပါသေးရပါစေရတော့ပါပြီတော့ကဲတော့ကောင်းတယ်ကြည့်တော့မယ်ရတော့ပါပြီပြန်ရတော့ပါပြီနောက်ဤပြီးမှတော့ဒါလေးကိုတဲဖက်တီးထားပါမယ်တဲဖက်နေတီးမှပွိုင်ထားလေးကို scale up ပြတော့ထားပါမယ်